ဝိတ်မတက်ချင်သူများဒါကိုမကြည့်ပါနဲ့အကယ်၍သင်ကငကိုပိန်တဲ့သူဖြစ်တယ်ပြီးတော့ဝိတ်တက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါရှင်အများစုထင်ကြတာကဝိတ်တက်ဖို့ကိုလေးချိန်တက်ဖို့ကလွယ်ကူတယ်လို့ထင်ကြပါတယ်တကယ်တမ်းတော့ဝိတ်ချဖို့စိန်ခေါ်မှုတွေရှိတယ်လို့မျိုးပဲပိန်တဲ့သူတွေအတွက်ဝိတ်တက်စီဖို့ကလည်းမလွယ်ကူပါဘူးရှင်သူ့မှာလည်း challenge တွေရှိပါတယ်ဒီနေရာမှာဝိတ်တက်အောင်လုပ်ဖို့ဆိုရင်ကအစီတွေနဲ့ဝိတ်တက်လာတာမျိုးမဟုတ်ဘဲနဲ့ကျန်းမာရေးနဲ့ညှို့ပြီးတော့ကြွက်သားတွေရရှိမယ်ပြီးတော့အားအင်လေးပြည့်လာတာမျိုးကအဓိကကြပါတယ်ရှင်ကြက်ကြက်မမနဲ့ပြပြလေးနဲ့လှပဝိတ်တက်စီမယ်နီလန်းလေးတွေကိုမျှဝေပြီးတော့မှာပဲဖြစ်ပါတယ်ရှင်ပထမချက်အနေနဲ့ကတော့အစားကိုခဏခဏစားပေးရပါမယ်ရှင်3နာရီကြာလောက်စီကိုစားပေးရပါမယ်ပိန်တဲ့သူတွေကနည်းနည်းလေးပဲစားရုံနဲ့ဗိုက်ပြေသွားတတ်တာဖြစ်တာမို့လို့အစားကိုတစ်ချိန်နဲ့အများကြီးစားမယ့်အစား9ခါ6ခါလောက်ခွဲပြီးတော့ခဏခဏစားပေးရပါမယ်ရှင်လေ့လာတွေ့ရှိချက်တွေအရအစားကိုဒီလိုမျိုးခဏခဏစားပေးမယ်ဆိုလို့ရှိရင်ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ကြီးထွားတန်မာစေမယ့်အာဟာရဓာတ်တွေကိုရရှိပြီးတော့ကယ်လိုရီပမာဏတွေကိုလည်းများစေပါတယ်ဇီဝကမ္မဖြစ်စဉ်တွေကိုလည်းအားကောင်းစေပြီးတော့လမ်းဆန်တက်ကြွမှုကိုပေးစွမ်းနိုင်တယ်လို့ဆိုပါတယ်ရှင်နံပါတ်2ချက်အနေနဲ့ကတော့ကယ်လိုရီဓာတ်ပါဝင်တဲ့ healthy foods တွေကိုစားပေးရမှာဖြစ်ပါတယ်ဒီလိုပြောလို့အသင့်စား junk food တွေကိုဆိုလိုတာမဟုတ်ပါဘူးเนาะဝိတ်တက်စီဖို့အတွက်အာဟာရဓာတ်လည်းပြည့်စုံကြွယ်ဝပြီးတော့ကယ်လိုရီပါတဲ့အစားအစာတွေကိုစားပေးရမှာဖြစ်ပါတယ်ဘယ်လိုစားစာတွေလဲဆိုလို့ရှိရင်ဗီတာမင်နဲ့ပရိုတိန်းဓာတ်တွေပါဝင်တဲ့ဥပမာအားဖြင့်အဆီအဆန်းမြေပဲယိုထောပတ်သီးစတာတွေကိုစားပေးရပါ